ဒီနေ့ဒီဗီဒီယိုထဲမှာဂျပန်နိုင်ငံကိုဂီနိုဂျီရှုနဲ့ပဲဖြစ်ဖြစ်တိုကူတီဂီနိုပဲနဲ့ပဲဖြစ်ဖြစ်လာမယ့်သူတွေအတွက်မဖြစ်မနေတည်ထားတဲ့နယ်လို့ထင်တဲ့ဂီနိုဂျီရှုဆိုကိုဟိုကန်တိုကူတီဂီနိုဆိုကိုဟိုကန်အကြောင်းကျွန်တော်ဒီဗီဒီယိုထဲမှာရှင်းပြပေးအောင်မှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာ WMA blog ကနေပြီးတော့ကြိုဆိုပါတယ်ဒီတော့ဒီဂီနိုဂျီရှုဆိုကိုဟိုကန်ဒီတိုကူတီဂီနိုဆိုကိုဟိုကန်ဆိုတဲ့ဟာပါလေမြန်မာလိုဆိုရင်တော့အလုံးစုံအာမခံလို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒီအကြောင်းကိုပြောဖို့ဆိုရင်ဂျပန်နိုင်ငံရဲ့အာမခံဒီကျန်းမာရေးအာမခံစနစ်အကြောင်းကိုအနည်းငယ်ပြောဖို့လိုပါတယ်ဂျပန်နိုင်ငံမှာဒီနေမကောင်းပုံမှန်နေမကောင်းဖြစ်တယ်ဆိုရင်နေမကောင်းဖြစ်တာထိခိုက်ဒဏ်ရာရတာတွေတခုဖြစ်တယ်ဆိုရင်နိုင်ငံတော်ကျန်းမာရေးနိုင်ငံတော်အမျိုးသားကျန်းမာရေးအာမခံလို့ခေါ်တဲ့ခုကမန်ခန့်ခိုးဖို့ကန်သို့မဟုတ်ဒီကုမ္ပဏီကျန်းမာရေးအာမခံပေါ့နော်ဒီရှာကိုင်းဟိုကန်ကနေပြီးတော့စေကူတာမှုဇေယျရဲ့80%ကိုကာကွယ်ပေးပါတယ်ဆိုလိုတာကကိုကရန်1000ကျတယ်ဥပမာအားဖြင့်မြန်မာငွေနဲ့3သိန်းအထားပါတော့ရန်1000ကျတယ်ဆိုရင်ကိုပေးရတာ3000ပဲပေးရပြီးတော့ဒီနိုင်ငံတော်အမျိုးသားအာမခံဒီဒါမှမဟုတ်ကုမ္ပဏီအာမခံနေပြီးတော့ဒီရှာကိုင်းဟိုကန်ကနေပြီးတော့80%ကိုပေးသွားပါတယ်အဲ့တော့ကိုကတကယ်တမ်း final ကျတဲ့ဟာ30%ပဲကျပါတယ်ဒါပေမဲ့30%ကျတယ်ဆိုတဲ့ဟာကလေစေးရုံတက်တာတော့တခုခွဲစိတ်တာတော့တခုယောဂကြီးမှဖြစ်တယ်ဆိုရင်ဒီ30%ကလေများတယ်တဲ့ပါပါတယ်အဲ့တော့ကိုပေးရမယ်30%နဲ့ဒီအခြားအပိုကုန်ကျစရိတ်တွေကိုကာကွယ်ဖို့အတွက်ဒီအလုံးစုံအာမခံပတ်စုံအာမခံလို့ပဲပြောရမလားဂျပန်လို့ဆိုရင်တော့ဂီနိုဂျီရှုဆိုကိုဟိုကန်တိုကူတီဂီနိုဆိုကိုဟိုကန်အရင်အရေးကြီးပါတယ်ဟုတ်ပြီသူကဘယ်လိုကာကွယ်ပေးတာလဲဆိုတော့ကိုကစေးကန်းမှာ1000ကျတဲ့ဟာမှာ9000တော့ဒီခုကမန်ခန့်ခိုးဟိုကန်ရှာကိုင်းခန့်ခိုးဟိုကန်နေပြီးတော့ပေးသွားတယ်ဆိုရင်ကျန်တဲ့30%ကိုကကြာတဲ့နေဆိုပေမဲ့အကယ်၍ကိုကဘောက်ချားတွေဒီစေကန်းမှာရလာတဲ့ဘောက်ချားတွေအကုန်လုံးစုပြီးတော့ကိုယ့်ရဲ့ကုသမှုပြီးသွားတယ်ဆိုရင်ဒီအာမခံကိုပြန်တင်လို့ရပါတယ်အဲ့လိုဆိုရင်တော့သူစစ်ဆေးပြီးတော့30%ကိုယ့်ရဲ့ဘဏ်အကောင့်နဲ့ကိုသတ်မှတ်ထားတဲ့ကိုဒီအာမခံမှာတင်တဲ့ဘဏ်အကောင့်တွေကိုပြန်ပြီးတော့ရောက်လာပေးပါတယ်ဒီအာမခံကဘာတွေကိုကာကွယ်ပေးလဲဆိုရင်အဓိကအားဖြင့်တော့အပိုင်းက၄ပိုင်းပါဝင်ပါတယ်နံပါတ်1အချက်အနေနဲ့ကတော့စေကူတာမှုစေရိတ်ဒါကတော့ကျွန်တော်ခုနလေးကပြောသွားသလိုပဲနေမကောင်းဖြစ်တာသို့မဟုတ်ဒီမတော်တဆအထီးကိုင်းမိလို့စေယုံစေကန်သွားတဲ့အခါမှာကိုပေးရမယ့်30%နှုန်းဒီအာမခံနေပြီးတော့ပြန်ပြီးတော့ရတာဖြစ်ပါတယ်နောက်နံပါတ်2ချက်အနေနဲ့ကတော့ကိုယ့်ရဲ့အသက်အန္တရာယ်နဲ့ဒီကိုအင်္ဂါချိုးရင်းမှုအကယ်၍ကိုကဒီဂျပန်မှာအလုပ်လုပ်နေနေပဲဖြစ်ဖြစ်တခုခုကြောင့်မတော်တဆအသက်ဆုံးရှုံးသွားတာဒါမှမဟုတ်ရေရှည်ကိုယ့်ရဲ့ခန္ဓာကိုယ်ချိုရင်းမှုတစ်ခုဖြစ်သွားတယ်ဆိုရင်တော့ရောချင်းငွေရရှိနိုင်ပါတယ်ပြီးသွားရင်တော့တုံဓာတ်တော့တော်တော်များများမတုံးလို့ပဲပြောမှာပေါ့နော်ဒီကုညီကယ်ဆယ်ရေးစိတ်ဆိုတဲ့ဟာပေါ့ဒီအလုပ်တင်ဒီလာတဲ့အလုပ်တင်လို့သမားတွေကယောဂတစ်ခုကြောင့်စေုံတင်တဲ့ဟာမှာကြာရင်ကိုယ်နိုင်ငံကနေပြီးတော့မိသားစုဝင်တွေတခုလာပြီးတော့ပြုစုဆောင်ရှားဖို့အတွက်လိန်လက်မှတ်ဖို့လို့ပဲပြောမှာတဲကိုစေးတွေဒါလည်းကာဝယ်ပေးထားပါတယ်ပြီးသွားရင်တော့ကိုယ်ပိုင်တာဝန်ယူမှုရော်ကြီးလို့ပဲပြောရမလားကိုတခုခုထိကိုင်းပြီးသွားတယ်ဥပမာအားဖြင့်ကိုစပိန်စီးနေနေသူတစ်ပါးကိုတိုက်မိလို့ဒဏ်ရာရသေးတာဒါမှမဟုတ်သူတစ်ပါးပစ္စည်းကိုမတော်တဆဖျက်ဆီးမိတဲ့အခါမှာရော်ကြီးပေးရမယ့်ကုန်ကျစရိတ်တွေကိုအမှားကန်ရှင်းပေးတာမျိုးဖြစ်ပါတယ်ဒါပေမဲ့တခုတတိထားမိအရာမှာအကျုံးမဝင်တဲ့အချက်လက်တွေလည်းရှိပါတယ်သူကအကုန်လုံးတော့အကျုံးဝင်တာမျိုးမဟုတ်ပါဘူးဥပမာအနေနဲ့တွားဘက်ဆိုင်ရာကုသမှုတွေဥပမာအားဖြင့်တွားနှုတ်တာတော့တွားဖာတာတော့ဆိုရင်မရပါဘူးအကယ်၍ကိုကတွားထဲမှာမှထားပါတော့ခိုးနိုင်အောင်လို့ပဲပြောမလားဒီအရေးကြီးဘူးပေါက်တာတော့တခုခုဖြစ်တဲ့ဆိုရင်တော့ဒီတွားနှုတ်တာမဟုတ်ဘဲနဲ့အရေးပြားနဲ့သက်ဆိုင်တာတခုဆိုရင်တော့ရပါတယ်ပြီးသွားရင်တော့ကိုဝင်ဆောင်တာမိဘတော်နဲ့ပတ်သက်တဲ့ကုန်ကျစရိတ်တွေလည်းကာပါမှာဖြစ်ပါဘူးပြီးရင်ဂျပန်နိုင်ငံမလာခင်တည်းကကိုမြန်မာနိုင်ငံမှာရှိနေတဲ့ယောဂအခန်းတွေဆိုရင်တော့ဒါကာပါမှာဖြစ်ပါဘူးပြီးသွားရင်တော့ကိုတက်မှတ်လို့ပဲပြောမလားအရန်မှုပြီးတော့ရန်ဖြစ်တာရန်စီကန်လန်းစီကန်ကိုကြောင့်ချိုးဖောက်ပြီးတော့ဒဏ်ရာရတာမျိုးဆိုရင်တော့ဒီအာမခံကနေပြီးတော့ယော်ကြီးပေးမှာမဟုတ်ပါဘူးအချို့အပြင်ပြောရမယ်ဆိုရင်တော့ဒီဂီနိုဂျီရှုဆိုကိုဟိုကန်ကတော်တော်လေးကိုအဆင်ပြေပါတယ်ဒီဆိုကဟိုကန်ဒီဂီနိုဂျီရှုပဲဖြစ်ဖြစ်တကူတီဂီနိုပဲဖြစ်ဖြစ်တော်တော်လေးကိုအဆင်ပြေတဲ့အာမခံတစ်ခုလို့မြင်ပါတယ်တော်တော်များများသောဒီနေရာမှာတစ်ခုပြောဖို့လိုတာတော်တော်များများသောဒီဂီနိုဂျီရှုသမားတွေအတွက်ဆိုရင်တော့ကိုဒီဂျပန်နိုင်ငံမလာခင်တည်းကအခွန်မရိုက်တွေကနေပြီးတော့ကိုလုံးမဲ့ဒီဂျီရှုစာခိတွေကုမ္ပဏီတွေကိုဒီအတွက်အာမခံဝင်ထားပေးပါဆိုပြီးတော့ဝင်ခိုင်းတာမျိုးရှိပါတယ်ဒါပေမဲ့ဒီတိုကူတီဂီနိုဆိုကိုဟိုကန်မှာဆိုရင်တော့ကုမ္ပဏီကပေးတာမျိုးလည်းရှိသလိုကုမ္ပဏီတစ်ဝက်ကိုတစ်ဝက်ဒါမှမဟုတ်ကိုတိုင်းတင်ကိုတိုင်းဆောင်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့တော့
ကိုကနေမကောင်းဖြစ်လို့အာမခံသုံးနေတယ်ဆိုရင်တော့ဒီကိုရဲ့ဒီ candidate တန်းတိုင်း community တွေကိုတစ်ချက်အဲ့မှာရှိတဲ့ကိုရဲ့ဘာသာပြန်တွေကိုတစ်ချက်အကြောင်းကြားပါအရေးကြီးဆုံးအချက်အနေနဲ့ကတော့ကျမ်းမာဘေးကင်းသွားတဲ့အလုပ်လုပ်နိုင်ဖို့အရေးကြီးပါတယ်ဒါပေမဲ့တခုဒီနေ့မှာထပ်ပြီးတော့ထပ်မှာကျင်တာကတော့အာမခံရှောင်းမယ်ဆိုရင်တော့စေကန်းပေါက်ချပျောက်လို့မရပါဘူးအဲ့ဒါလေးတော့တတိချက်စေချင်ပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်ကျွန်တော်အပတ်တိုင်းစနေနေ့ညနေ9:00 နာရီနားမှာဗီဒီယိုတွေကိုတင်လေးရှိပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်